รีวิวชีวิตตัวเองไม่มีพ่อไม่มีแม่ทำงานโรงงานได้วันละ300 บาท သိန်းနဲ့နိုင်ငံ90ကျော်ကိုရောက်ခဲ့သူထိုင်းနိုင်ငံကျော် YouTuber တအူဂျော်ဂျီယာနိုင်ငံကဟိုတယ်တစ်ခုအတွင်းမှာတည်ဆုံလျက်တွေ့ရှိမင်္ဂလာပါပရိသတ်ကြီးရှင်ဂျော်ဂျီယာနိုင်ငံစီကိုတအူတဲ့ခရီးသွားရောက်စဉ်အတွင်းသတင်းနှစ်ပတ်ကျော်ဆက်သွယ်ပြတ်တောက်နေခဲ့တဲ့ထိုင်းနိုင်ငံရဲ့နာမည်ကျော်ခရီးသွား YouTuber ဟန်ဆူလိုရဲ့ရုပ်အလောင်းကိုဂျော်ဂျီယာနိုင်ငံတပီလီစီမြို့ရှိဟိုတယ်တစ်ခုအတွင်းပြန်လည်တွေ့ရှိခဲ့ရတယ်လို့ဂျော်ဂျီယာရုပ်သံလိုင်းတစ်ခုကဇူလိုင်လ29ရက်နေ့ညနေပိုင်းမှာသတင်းဖော်ပြလိုက်ပါတယ်အသက်26နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ပရက်ထက်ဟာဇူလိုင်လအတွင်းခရီးသွားဗီဒီယိုတွေရိုက်ကူးဖို့အတွက်ဂျော်ဂျီယာနိုင်ငံစီကိုတအူးတည်းထွက်ခွာသွားခဲ့တာဖြစ်ပြီးဇူလိုင်လ23ရက်နေ့ကလေးကမိသားစုနဲ့နောက်ဆုံးအဆက်အသွယ်ရရှိခဲ့က16ရက်နီးပါးဆက်သွယ်ပြတ်တောက်သွားခဲ့တာဖြစ်ပါတယ်အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးတဲ့နောက်သူ့ရဲ့ညီဖြစ်သူကဇူလိုင်လ28ရက်နေ့မှာဝိုင်းဝန်းရှာဖွေပေးကြဖို့လူမှုကွန်ရက်ပေါ်မှာကူညီတောင်းခံခဲ့တာလည်းဖြစ်ပါတယ်။ဇူလိုင်လ29ရက်နေ့မှာတော့ဂျော်ဂျီယာပြည်ထောင်ရေးဝန်ကြီးဌာနရဲ့အတည်ပြုချက်အရတပီလီစီမြို့ရှိဟိုတယ်တစ်ခုအတွင်းဘဝရထက်ရဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။လက်ရှိမှာတော့စုံစမ်းစစ်ဆေးသူတွေဟာတည်ဆုံရတဲ့အကြောင်းရင်းနဲ့ပတ်သက်လို့ဂျော်ဂျီယာရာဇသက်ကြီးဥပဒေပုံမှန်115လူတအူးတယောက်ကိုတေချောင်းကြံစီအောင်တွန်းအားပေးမှုဆိုင်ရာပုံမှန်နဲ့အမှုဖွင့်စုံစမ်းစစ်ဆေးမှုတွေစတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဂျော်ဂျီယာနိုင်ငံဆိုင်ရာထိုင်းတန်ယုံကမိသားစုဝင်တွေနဲ့အနီးကပ်ဆက်သွယ်ပြီးလိုအပ်တဲ့ကူညီထောက်ပံ့မှုတွေဆောင်ရွက်ပေးနေတယ်လို့လည်းသိရပါတယ်။လျှန်ဆိုလိုဆိုတဲ့နာမည်နဲ့ထင်ရှားသူဘဝရထက်ဟာထိုင်းနိုင်ငံမြောက်အရှေ့ပိုင်းကာလာစင်ဒေသမှာကြီးပြင်းခဲ့တာဖြစ်ပါတယ်။ဖခင်ဖြစ်သူကွယ်လွန်သွားပြီးတဲ့နောက်အဖွားဖြစ်သူနဲ့အတူနေထိုင်ခဲ့ရပြီးကျောင်းတက်နေစဉ်ကာလတစ်လျှောက်လုံးပညာသင်ဆုတွေကိုအမြဲတမ်းလျှောက်ထားခဲ့ရသူလည်းဖြစ်ပါတယ်။ကျောင်းပြီးတဲ့အခါထိုင်းနိုင်ငံဘန်ကောက်မြို့စီရွှေ့ပြောင်းခဲ့ပြီးတရက်ကိုဘတ်300သာရတဲ့စက်ရုံအလုပ်ကို10နာရီကြာလုပ်ကိုင်ရင်ပညာသင်ဆုဆက်လက်လျှောက်ထားခဲ့ရမှထိုင်းနိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ကျူလာလောင်ကွန်းတက္ကသိုလ်မှာနိုင်ငံရေးသိပ္ပံဘာသာရပ်ကိုပညာသင်ဆုအပြည့်နဲ့တက်ရောက်ခွင့်ရခဲ့တာဖြစ်ပါတယ်။တက္ကသိုလ်၄နှစ်တာကာလအတွင်းမှာကြော်ညာစာရက်ဝေတာကျူရှင်ပြတာနဲ့အွန်လိုင်းဈေးရောင်းတာအစရှိတဲ့အလုပ်ပေါင်းစုံကိုစာသင်ချိန်အတွင်းလုပ်ကိုင်ခဲ့တာဖြစ်ပြီးလစဉ်ဘတ်8000ကနေ9000ကျမပြတ်မကွက်စုဆောင်းခဲ့တာလည်းဖြစ်ပါတယ်။ကျောင်းပြီးတဲ့အခါမှာတော့စုစုပေါင်းဘတ်3သိန်းကျော်ခန့်စုဆောင်းနိုင်ခဲ့ပြီးတရက်ကိုဘတ်900ဝန်းကျင်ဘတ်ဂျက်နည်းနည်းနဲ့အသက်24နှစ်အရွယ်ကလေးကစတင်ကတဦးတည်းခရီးထွက်ခဲ့တာဖြစ်ပါတယ်။သူဟာဆိုမာလီယာ၊ဘူရွန်ဒီ၊အိန္ဒိယနဲ့ဂျပန်အစရှိတဲ့ကွဲပြားခြားနားလာတဲ့နိုင်ငံပေါင်း90ကျော်ကိုတဦးတည်းသွားရောက်ရိုက်ကူးခဲ့ပြီးအစင်းမြင့်ဟိုတယ်တွေထက်ဒေသခံတွေရဲ့တာမန်လမ်းမပေါ်ကဘဝတွေကိုအဓိကထားရိုက်ကူးဖော်ပြခဲ့တာကြောင့်လူမှုကွန်ရက်စာမျက်နှာ Facebook မှာ follower 1.5 သန်း YouTube မှာ subscribe ပြုလုပ်သူ9,100,000ကျော်အထိအားပေးဝန်းရံမှုရရှိခဲ့တာလည်းဖြစ်ပါတယ်။အခုလက်ရှိမှာတော့ဘဝရထက်ရဲ့ရုပ်အလောင်းကိုထိုင်းနိုင်ငံကိုပြန်လည်သယ်ဆောင်နိုင်ဖို့အတွက်ပြုလုပ်နေကြပြီဖြစ်ပြီးကုန်ကြားစရိတ်တွေကိုတော့နာမည်ကျော် YouTuber တအူးကကုန်ကြားခံသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။